မူးပေးကပ်ပြီးတဲ့ YouTube Channel မှကြိုဆိုပါရယ်။နေ့စဉ်စိတ်ဝင်စားစရာဇာတ်လမ်းများတင်ဆက်ပေးမှာမလို့ like and subscribe လေးလုပ်ထားဖို့မမေ့နဲ့နော်။ဘေးနားမှာရှိတဲ့ခေါင်းလောင်းလေးကိုတီးခဲ့ပေးပါနော်။တခါကရွာငယ်လေးတစ်ရွာမှာမောင်လူပြင်းဆိုတဲ့လူငယ်တစ်ယောက်ရှိတယ်။သူကနတ်ဖြန်မှလုပ်မယ်ဆိုတဲ့စကားကိုအမြဲပြောလေးရှိပြီးအလုပ်ဟူသမျှကိုရှောင်ဖယ်နေတတ်သူပါ။သူ့ရဲ့ဖခင်အိုကြီးဟာသားဖြစ်သူရဲ့အနာဂတ်အတွက်အမြဲစိုးရိမ်နေခဲ့ပါတယ်။တနေ့မှာတော့ဖခင်ကြီးဟာအသေးအတန်ဖျားနာလာပြီးကွယ်လွန်ခါနီးမှာမောင်လူပြင်းကိုအနားခေါ်လိုက်ပါတယ်။ဖခင်ကြီးကအာယူပြီးငါသားငါမင်းအတွက်ခြံထားနိုင်တာဆိုလို့ငါတို့အိမ်နောက်ကခြံကွက်လေးပဲရှိတယ်။အဲ့ဒီမြေကြီးထဲမှာငါဘိုးဘွားတွေလက်ထက်ကတည်းကမြုပ်နှံထားခဲ့တဲ့ရွှေအိုးကြီးတစ်လုံးရှိတယ်။ငါကတော့အားမရှိလို့မတူးနိုင်ခဲ့ဘူး။မင်းအဲ့ဒါကိုရှာတွေ့ရင်တထေးဖြစ်ပြီလို့မှာကြားပြီးကွယ်လွန်သွားခဲ့ပါတယ်။ဖခင်ကွယ်လွန်ပြီးနောက်မောင်လူပြင်းဟာရွှေအိုးကိုအယမ်းလိုချင်တာကြောင့်ပြေးရဲ့စိတ်တွေပျောက်သွားပါတယ်။သူဟာပေါက်တူးတလက်ကိုကင်ပြီးခြံထဲကိုဆင်းသွားပါတယ်။ငါသာရွှေအိုးရရင်အလုပ်လုပ်เสียမလိုတော့ဘူးလို့တွေးရင်းမြေကြီးတွေကိုအားတက်တရောတူးပါတော့တယ်။ပထမနေ့မှာမြေကွက်ရဲ့အရှိတ်ဘက်ကိုတူးတယ်ဘာမှမတွေ့ဘူး။ဒုတိယနေ့မှာအနောက်ဘက်ကိုတူးတယ်ခဲလုံးတွေပဲထွက်လာတယ်။တတိယနေ့မှာတော့ခြံလေကောင်ကိုနက်နက်ရှိုင်းရှိုင်းတူးပါတယ်။တပတ်လုံးလုံးမနက်ကနေညအထိချွေးတလုံးလုံးနဲ့ခြံတစ်ခုလုံးကိုနှက်အောင်တူးပေမဲ့ရွှေအိုးကိုလုံးဝရှာမတွေ့ခဲ့ပါဘူး။မောင်လူပြင်းဟာမြေကြီးပေါ်မှာပင်ပန်းပန်းလဲကြရင်အဖေငါ့ကိုညာခဲ့တာလားဆိုပြီးစိတ်ပြက်အားငယ်သွားပါတော့တယ်။မြေကြီးတွေတူးဆွထားလို့ခြံကွက်တစ်ခုလုံးဟာထွန်ရက်ပြီးသားမြေကွက်ကောင်းကြီးတစ်ခုလိုဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာအိမ်နီးနားချင်းအဖိုးကိုတယောက်ရောက်လာပြီးမောင်လူပြင်းမင်းမြေကြီးတွေတောင်အပင်ပန်းခံတူးထားပြီးပြီပဲဒီအတိုင်းကြီးထားလိုက်ရင်မြေတွေကနှမျောစရာကြီးငါမှာမျိုးစေ့တွေရှိတယ်စမ်းစိုက်ကြည့်ပါလားလို့အကြံပေးပါတယ်မောင်လူပြင်းဟာစိတ်တက်ကြနေပေမဲ့တူးထားတဲ့လုပ်အားတွေကိုနှမျောတာနဲ့အဖိုးကိုပေးတဲ့ဟင်းသီးဟင်းရွက်မျိုးစေ့တွေကိုမြေချင်းတွေထဲမှာချလိုက်ပါတယ်အစာပိုင်းမှာတော့ပြေးကျင်သေးပေမဲ့စိုက်ထားတဲ့အပင်လေးတွေတည်သွားမှာစိုးတာကြောင့်နေတိုင်းရေလောင်းပေါင်းတင်ပြီးဂယုစိုက်ပေးခဲ့ပါတယ်လအနှဲငယ်ကြတဲ့အခါမှာတော့ခြံထဲမှာခရမ်းသီးငရုတ်သီးနဲ့ကော်ဖီထုတ်တွေဟာစိမ့်ဆိုဝေစာပြီးရိတ်သိမ်းလို့ရလာပါတယ်။မောင်လူပြင်းဟာအဲ့ဒီသီးနှံတွေကိုဈေးမှာသွားရောက်တဲ့အခါငွေကြေးမြောက်များရရှိလာပါတယ်။တရားသည်ပြီးတရားသည်သူဟာအလုပ်ကိုစ조사လာပြီးရွာမှာချမ်းသာတဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာပါတယ်။တနေ့မှာတော့မောင်လူပြင်းဟာဖခင်ကြီးရဲ့ပုံတူရှေ့မှာထိုင်ရင်းသဘောပေါက်သွားပါတယ်အဖေပြောတဲ့ရွှေအိုးကိုကျွန်တော်အခုမှရှာတွေ့ပါပြီတဲ့ဖခင်ကြီးမြုပ်နှံခဲ့တာဟာမြေကြီးတွေကရွှေအိုးအစ်စ်မဟုတ်ပဲအလုတ်ကင်နဲ့စ조사အားထုတ်မှုဆိုတဲ့ရွှေအိုးဖြစ်ကြောင်းသူနားလည်သွားပါတယ်။ဏီကုန်းသင်ခန်းစာလောကမှာအလကားရတဲ့လက်နက်ကိုမျှော်လင့်နေတာထက်မိမိရဲ့လုပ်အားနဲ့ဖန်တီးယူတဲ့အောင်မြင်မှုကသာအခိုင်အမြဲဆုံးနဲ့အစစ်မှန်ဆုံးရွှေအိုးဖြစ်ပါတယ်။